ည7နာရီကျော်ပြီးမိုးကတဖွဲဖွဲရွာနေစေကျွန်တော်ဟာအင်ဟောင်းကြီးရဲ့အပေါ်တက်မှာတယောက်သေးကြံနေခဲ့သူပါဒီအင်ကကျွန်တော်အဖိုးစီကနေအမွေရခဲ့တာဖြစ်ပေမဲ့တခါမှမနေခဲ့ဘူးပါဒီနေ့မှပဲအလုတ်ကိစ္စနဲ့မြို့ပြင်ရောက်နေချိန်မှာညအိတ်ဖို့အကြောင်းဖန်လာတာပါအိမ်ရဲ့အနောက်ဘက်အစွန်လုံးအခန်းကိုတော့ခတ်ထားခဲ့တယ်လို့အဖိုးကမာဖို့ပါတယ်ဘာပဲကြကြအဲ့ဒီအခန်းကိုဘယ်တော့မှမဖွင့်နဲ့တဲ့ကျွန်တော်ကတော့အယူသေးသူမဟုတ်ဘူးလေဒါပေမဲ့အဲ့ရဝင်ကနေအချိန်မှာအဲ့ဒီအခန်းထဲကနေခတ်တိုးတိုးကလစ်ဆိုတဲ့အတန်မျိုးကြားလိုက်ရတယ်တစွန်တယောက်ကတော့ကိုလွှဲ့နေတယ်လို့မျိုးကျွန်တော်အဲ့ရကနေထလိုက်တယ်အိမ်တစ်ခုလုံးကတိတ်ဆိတ်လွန်းလို့ကိုယ်နှလုံးခုန်တန်းကိုတောင်ကြားနေရတယ်အခန်းရှိကိုတွားရက်လိုက်တော့အတန်ကတိတ်သွားတယ်တကားကိုလက်နဲ့စမ်းကြည့်တော့အေးဆက်နေတယ်အဲ့ဒီအချိန်မှာပဲတကားအောက်ကနေစာရွက်တလက်ကိုတွန်းထုတ်လိုက်တယ်လို့ခံစားလိုက်ရတယ်ကျွန်တော်ငုံကြည့်လိုက်တော့အဟောင်းအိုစာရွက်ပေါ်မှာကျွန်တော်လက်ရည်နဲ့ရေးထားတဲ့စာတစ်ကြောင်းကိုတွေ့လိုက်ရတယ်မင်းအပြင်မှာရက်နေတာဘလောက်ကြာပြီလဲတဲ့ကျွန်တော်ခေါင်းထဲမှာမူးဝေသွားတယ်ဒီစာကအခုမှရေးထားတာမဟုတ်ဘူးစာရွက်ကဝါကျင်ကျင်ထနေပြီးဖုံတွေတက်နေတယ်ဒါပေမဲ့လက်ရည်က